မြန်မာမျိုးသမီးလိပ်ပွဲစဉ်1ရဲ့အကောင်းဆုံးသွင်းကို9ကိုမြန်မာဘောလုံးချစ်တဲ့တဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျ။ Bami Sport New Facebook YouTube နဲ့ TikTok Channel တို့ကနေပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျ။2026-29ခုမြန်မာမျိုးသမီးလိပ်ပွဲစဉ်1ရဲ့ပွဲစဉ်9ပွဲကိုတော့ရှင်ပြိုင်ကစားလို့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ပွဲစဉ်9ပွဲမှာစုစုပေါင်းသွင်းကို19ကိုအထိရှိခဲ့ပြီးတော့ဒီထဲကမှအကောင်းဆုံးသွင်းကို9ကိုရွေးချယ်ပေးသွားခြင်းပါတယ်ခင်ဗျ။အကောင်းဆုံးနံပါတ်9နေရာအတွက်သွင်းကိုတော့ Shine United အသင်းကို4ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့တဲ့ ISP အသင်းအတွက်ဆန်နာလင်းရဲ့သွင်းကိုရွေးချယ်ပေးခြင်းပါတယ်ခင်ဗျဒီသွင်းကိုဟာ ISP အသင်းကိုပြန်လည်ဦးဆောင်စေခဲ့တဲ့သွင်းကိုဖြစ်တယ်လို့ ISP ဇာတ်သမားတွေရဲ့အသင်းလိုက်နားလည်မှုဆန်နာလင်းရဲ့အဆုံးသက်သေးချာကောင်းမွန်မှုတို့ကနေရရှိလာခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုကြောင့်ပဲ ISP အသင်းကပြန်လည် PR ပေးကစားနိုင်ခဲ့ပြီးတော့နောက်ထပ်အနိုင်ဂိုးတွေကိုလည်းသွင်းယူပေးနိုင်ခဲ့ပါတယ်ဒီပါကိုသွင်းပြီးလို့တိတ်မကြခင်မှာပဲတိုက်စစ်ကိုဒရဇက်မြင့်တင်ပြီးတော့သူလိုချင်နေတဲ့ဥဆောင်ကိုတော့တွင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။နေအတင်းရဲ့တိုက်စစ်မှာပါဝင်လာတဲ့ဆန်နာလေးအကောင်းဆုံးနံပါတ်4နေရာအတွက်သွင်းကိုတော့ရတနာပုံအသင်းကို3ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာရန်ကုန် United တိုက်စစ်မှုဇင်မိုးပြည့်ရဲ့သွင်းကိုရွေးချယ်ပေးခြင်းပါတယ်ခင်ဗျ။သွင်းကိုရရှိဖို့ခက်ခဲနေတဲ့ရန်ကုန် United အမျိုးသမီးအသင်းအတွက်အသက်ရှူချောင်စေခဲ့တဲ့သွင်းကိုတကိုးဖြစ်ခဲ့ပြီးတော့ရတနာပုံအသင်းရဲ့ဂိုးအေရီယာထိတ်နားကနေအဝေးကန်ချမ်းနဲ့ဂိုးသမားရဲ့ဘယ်ဘက်အပေါ်တောင်းကိုဝေးဝိုက်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ဇင်မိုးပြည့်ရဲ့တကယ်ကိုအရေးသွေးပြေဝတဲ့သွင်းကိုတကိုးကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျ။အစီအင်အားညှော့နေမှုကိုတော့သွင်းကိုတကိုးနဲ့ပြန်ပြီးအပြေရှာပေးခဲ့ပြီလည်းဖြစ်ပါတယ်။ဇင်မိုးပြည့်ရဲ့ area ဖြစ်ပါကန်ချက်ကထရိုလီယိုမှာကောင်းမွန်ခဲ့တာလည်းဖြစ်ပါတယ်ဘောလုံးတော့သူရဲ့ကန်ချက်ကကျွန်တော်ရဲ့အမြင်မှာကိုဘောတက်မဲ့ခဲ့ခြင်းမရှိလို့ထင်ခဲ့ပေမဲ့လည်းဘောလုံးကတော့ထရိုလီကောင်းမွန်တဲ့အနေထားမျိုးနဲ့ပြမသိရဲ့ကိုဘောတောင်းနေတော့ဝင်အောင်သွားခဲ့ပြီးရန်ကုန်နဲ့အသင်းအောင်ဆုံးနံပါတ်3နေရာအတွက်သွင်းကိုလည်းရတနာပုံအသင်းနဲ့ပွဲစဉ်မှာရန်ကုန် United တိုက်စစ်မှုဇင်မိုးပြည့်ရဲ့ဒုတိယသွင်းကိုပဲထပ်မံရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်မှာဇင်မိုးပြည့်ရဲ့ပထမဂိုးနဲ့အေးဆက်နေခဲ့တဲ့ပွဲကိုပွဲကစားခြင်း84မိနစ်မှာပဲလက်ပစ်ဘောကနေကျလာတဲ့ဘောလုံးကိုရတနာပုံကွင်းရဲ့အလယ်လောက်ကနေပြီးတော့ဂိုးသမားရဲ့ညာဘက်အပေါ်တောင်းကိုလှပတဲ့အဝေးကန်ချမ်းနဲ့ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ဇင်မိုးပြည့်ရဲ့သွင်းကို2ခုစလုံးဟာအရေးသွေးမြင့်မားခဲ့ပြီးတော့ဂိုးသွင်းရှင်မြင့်မားတဲ့တိုက်စစ်မှုဖြစ်ကြောင်းထပ်မံသက်သေပြလိုက်တဲ့ဇင်မိုးပြည့်ရဲ့သွင်းကိုများပဲဖြစ်ပါတယ်ဂိုးသွင်းပြီးစုရခဲ့တဲ့ဇင်မိုးပြည့်ဒီနေ့မှလည်းတပွဲထဲမှာတော့သွင်းကို2ခုတော့ပွဲစဉ်တစ်မှာတွင်သွင်းယူနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဇင်မိုးပြည့်ဘောလုံးရတာနဲ့ကျွန်တော်ဂိုးတော့မကြည့်ပဲနဲ့တိုက်ရိုက်ကန်ခဲ့တာဖြစ်ပါတယ်နောက်ထပ်အကောင်းဆုံးနံပါတ်2နေရာအတွက်သွင်းကိုတော့တစ္ဆာအမှန်အသင်းကို4ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ AR အမျိုးသမီးအသင်းအတွက်သွင်းယူပေးခဲ့တဲ့နော်ထထဝေရဲ့ဥဆောင်ကိုရွေးချယ်ပေးခြင်းပါတယ်ခင်ဗျဂိုးအေရီယာတဲကနေပြန်ထွက်လာတဲ့ဘောလုံးကိုမေထက်လူခင်းပေးလိုက်ပြီးတော့နော်ထထဝေကပြန်ပတ်ရဲ့ဂိုးအေရီယာထိပ်ကနေတေသက်လှပစွာဂိုးသမားရဲ့ဘယ်ဘက်တောင်းကိုဝေးဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပြီးတော့တီကြတေချာမှုအတွေ့အကြုံရင့်ကျက်မှုနဲ့အဆုံးသက်စွမ်းရည်ကောင်းမွန်မှုတို့ကိုပြသခဲ့တဲ့ဂိုးလည်းဖြစ်ပါတယ်နော်ထထဝေကဒီပွဲစဉ်အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့ဖန်တီးပေးပို့မှုတွေနဲ့အတူလှပတဲ့သွင်းကိုတွေကိုလည်းသွင်းယူပေးနိုင်ခဲ့ပါတယ်ပေးနေခဲ့တဲ့ AR ရဲ့တိုက်စစ်လက်ရှိမှာတော့ကွင်းလေယာနော်ထထဝေရဲ့ကောင်းမွန်တဲ့ကန်ချက်သွင်းကိုတကိုးနဲ့တော့စပြီးပွဲကိုတော့ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်နော်ထထဝေဘောလုံးရလာတဲ့အနေအထားမှာပြမသိရဲ့ကိုပေါက်တောင်းနေကိုတော့အလှပေါဆုံးပုံစံအသက်ရဆုံးပုံစံနဲ့တော့ကန်သွင်းခဲ့ပြီးတော့ AR FC တင်းဒီနေ့ရသည်ရဲ့ပထမအဦးဆုံးသွင်းကိုတော့နော်ထထဝေသူကိုယ်တိုင်သွင်းယူပေးနိုင်လိုက်ပြီလည်းဖြစ်ပါတယ်နော်ထထဝေရဲ့သွင်းကိုတော့ရိုက်တင်ရဲ့တက်စီမှုတဲ့မေထက်လူဟာဖန်တီးပေးခဲ့ပြီးဒီတစ်ပတ်ရဲ့အကောင်းဆုံးနံပါတ်1သွင်းကိုတော့ရတနာပုံအမျိုးသမီးအသင်းကစားသမားနန်းကွမ်ခေရဲ့သွင်းကိုရွေးချယ်ပေးခြင်းပါတယ်။ဘေးတောင်မန်ကနေပင်မြင့်ရန်ခင်းပေးလိုက်တဲ့ဘောလုံးကိုနန်းကွမ်ခေကပြိုင်ဘက်ဂိုးအေရီယာထိတ်ကနေအပြင်းကန်သွင်းကဘာတန်းချက်ပြီးတော့ဝင်သွားခဲ့တဲ့ဂိုးဖြစ်ပါတယ်။ပင်မြင့်ရန်ရဲ့အကွက်မြင်မှုနန်းကွမ်ခေရဲ့တိကျသေးကြတဲ့အပြင်းကန်ချက်နဲ့ရတနာပုံအမျိုးသမီးအသင်းအတွက်တမိုင်းဝင်ပထမဆုံးဂိုးကိုသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ကန်ချက်ကလှပပြင်းထန်တိကျခဲ့တယ်လို့သွင်းကိုကလည်းရတနာပုံအမျိုးသမီးအသင်းရဲ့တမိုင်းဝင်ပထမဆုံးဂိုးလည်းဖြစ်ခဲ့တာကြောင့်တကယ်ကိုအထိပ်ပဲရှိလွန်းတဲ့ဂိုးဖြစ်တာကြောင့်ဒီတစ်ပတ်ရဲ့အကောင်းဆုံးသွင်းကိုအဖြစ်ရွေးချယ်ပေးလိုက်ရှင်ပါတယ်ခင်ဗျာ။ကစားကွက်ပိုင်းဆိုင်ရာတိတ်ပြီးအားရမှုရှိမနေဘူးဆိုပေမဲ့လည်းပရိသတ်တွေကိုတော့အခုလိုမျိုးအစင်တန်းမြင့်သွင်းကိုတွေနဲ့တော့ဖျော်ဖြေမှုတွေပေးနေကြတာဖြစ်ပါတယ်။နန်းခွန်ခေလူစားဝင်လာခြင်းပဲမိနစ်ပိုင်းတိတ်ပြီးမကြခင်မှာပဲဂျန်နာဘုံတင်းခြေပေါက်ကိုတကူရနိုင်မဲ့အနေအထားတစ်ခုတော့သူရဲ့လှပတဲ့ကန်ချက်သွင်းကိုတစ်ခုနဲ့တော့ဖန်တီးခဲ့ရလဲဖြစ်ပါတယ်